အားလုံးပဲမင်္ဂလာပါကျိုင်းတုံရေတကုံနဲ့ CVD Village Hotel ကနေကြိုဆိုပါတယ်အခုကတော့ဒါကျိုင်းတုံရေတကုံရဲ့အဝင်ပေါက်လေးကနေပြီးတော့ကျွန်တော်တို့တွေကဗီဒီယိုလေးရိုက်ပြီးတော့ချီရတဲ့ကကလေးတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်ချီရတဲ့ကကလေးတွေဗီဒီယိုလေးတွေကြည့်ပြီးနောက်ပိုင်းအပန်းဖြေလို့ပြအောင်ဆက်ဖီလေးလည်းဆွဲလို့ရအောင်ဒါမှမဟုတ်လဲအကောင်းဆုံးဆိုလဲသဘောအလှတရားလေးတွေကြည့်ရှုရအောင်ကျိုင်းတုံရေတကုံရောက်လာခဲ့ဖို့အတွက်ဖိတ်ခေါ်ပါရစေဒီအပန်းလေးတွေကျွန်တော်နဲ့တပလေးတဲ့လိုက်လံကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါရစေခင်ဗျာဒါလေးကတော့ကျွန်တော်တို့ရှီဟောင်းလဲပန်းလေးတွေဖြစ်ပါတယ်လဲပုံမှာပန်းလေးတွေစိုက်ပေးရတာပါဘောအလှလေးတွေအားလုံးပဲရှူစားလို့ရပါတယ်ခင်ဗျာဓာတ်ပုံလေးတွေဆက်ဖီလေးတွေနဲ့ဆွဲလို့ရပါတယ်ရှိဆက်ပြီးတော့လည်းမြောင်များစွာအများကြီးရှိပါဖြစ်ပါတယ်လှပတဲ့ပန်းလေးတောတောင်တဘာဝလေးတွေသစ်ပင်ပန်းမှန်လေးတွေနဲ့အရန်ဟိုလာတဲ့ကျိုင်းတို့ကြီးတကူအရောက်လာခဲ့ဖို့အတွက်ကျွန်တော်တို့ကျိုင်းတို့ရေတကုံနဲ့ CVD Village မိသားစုကနေပြီးတော့အရောက်လှမ်းလာခဲ့ဖို့အတွက်ချီရတဲ့ကကလေးတွေချီရတဲ့မိတ်ဆွေချင်းအားလုံးဖိတ်ခေါ်ပါရစေခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်